The Ghost Radio ကနာမည်ကြီးတရေဇလန်းဖြစ်တဲ့လမ်းတရေ240ထောင် PPC စိန်ဆိုတဲ့အကြောင်းကိုဆရာတုံးတတိယမြောက်ဖုံးခေါ်ဆိုသူပြောပြချက်အရအချင်းချုပ်လေးပြန်ပြောပြပေးပါမယ်။ဒီအဖြစ်ပြက်ကလွန်ခဲ့တဲ့အနှစ်20ကျော်1998ခုနှစ်နိုဝင်ဘာလလွိုင်ကရထုံပွဲတော်ညမှာဖြစ်ခဲ့တာပါ။အဲ့ဒီတုန်းကဆရာတုံးကအလုတ်ဝင်တာ2နှစ်ပဲရှိသေးတဲ့ဆရာလေးတဦးဖြစ်ပြီးထိုင်းနိုင်ငံမြောက်ပိုင်းကတောင်ပေါ်ကျောင်းလေးတစ်ခုမှာတာဝန်ကျနေတာပါ။အဲ့ဒီညမှာသူကမိသားစုနဲ့အတူလွိုင်ကရထုံမျောဖို့အတွက်လက်ဆင့်ကမ်းအများကြီးလွန်နေတဲ့ကားအဟောင်းကြီးတစ်စီးကိုမောင်းပြီးကီလိုမီတာ400ကျော်ဝေးတဲ့သူ့အိမ်ကိုပြန်ခဲ့ပါတယ်။အဲ့ဒီခေတ်က GPS လည်းမရှိ24နာရီဖွင့်တဲ့စတိုးဆိုင်တွေလည်းမရှိသေးတော့လမ်းခရီးကမှောင်မဲပြီးတိတ်ဆိတ်နေတာပေါ့။အဲ့ဒီလမ်းမှာဆရာတုံကကြောက်စရာကောင်းတဲ့ဖြစ်ရက်3ခုနဲ့ကြုံခဲ့ရပါတယ်။ပထမတစ်ခုကတော့အကွေ့တစ်ခုအရောက်မှာလမ်းပေါ်မှာတစ်တုံးကြီးတစ်ခုပိတ်နေတာကိုတွေ့လိုက်ရတယ်။ဒါပေမဲ့ကားနားကပ်သွားတော့မှလာရောင်နဲ့ကားမီးရောင်အောက်မှာအရေကိုနေပြောင်လက်နေတဲ့အီယာမစပားအုံးမွေကြီးတစ်ကောင်ဖြစ်နေတာကိုမြင်လိုက်ရတာပါ။မွေကိုအလွန်အမင်းကြောက်တဲ့ဆရာတော်ကလန့်သွားပြီးမော်တော်ဆိုင်ကယ်မောင်းတယ်လို့မျိုးခြေထောက်နှစ်ဖက်လုံးကိုအပေါ်မြောက်လိုက်မိတယ်။ကားကမွေကြီးကိုတက်ကျိတ်မိသွားပေမဲ့ထူးဆန်းတာကကားစတီယာရင်မှာဘာတုံခါမှုမှမရှိခဲ့ပါဘူး။ကားနောက်ကြည့်မှန်ကနေကြည့်လိုက်တော့လေနောက်ကပါလာတဲ့မော်တော်ဆိုင်ကယ်ကဘာမှမရှိသလိုမျိုးတာမန်အတိုင်းမောင်းဖြတ်သွားခဲ့ပါတယ်။ဒုတိယကတော့ဆရာတော်ကအိမ်အမြန်ရောက်ချင်လို့ရွာချင်းဆက်ဖြက်လန်းတဲ့ကိုချိုးဝင်ခဲ့တာပါ။မှောင်မဲပြီးလူသူကင်းမဲ့တဲ့လမ်းမှာကားကဆက်ကနေနောက်ဆုံးအခန်းဟောင်းစွတ်ထိုင်ဆိုတဲ့တရေတချင်းကိုနားထောင်ရင်းမောင်းလာတော့အကွေ့တစ်ခုအလွန်မှာလမ်းမကြီးရဲ့အလေပဟိုတဲ့မှာရက်နေတဲ့အဖွားအိုတယောက်ကိုမြင်လိုက်ရပါတယ်။အဝိအစားအဟောင်းနှန်းနေဝတ်ထားပြီးယောက်ျားလေးကီလိုစပင်တိုတိုနဲ့ပါ။အဖွားကခေါင်းကုန်ပြီးဖြည်းဖြည်းချင်းရှောင်နေတာပါ။ဆရာတော်ကကားကိုအမြန်မောင်းရှောင်လိုက်နိုင်ပေမဲ့စိတ်မကောင်းဖြစ်တာနဲ့ရောနောက်ကားတွေတိုက်မိမှစိုးတာကြောင့်ရောကားကိုခငယ်ကွေ့ပြန်လှည့်ပြီးအဖွားကိုသွားခေါ်ဖို့လုပ်ပါတယ်။ဒါပေမဲ့ပြန်လှည့်လာတဲ့အချိန်မှာအဖွားကလမ်းပေါ်မှာကြောပေးပြီးရှောက်နေတော့ပါပဲ။အဲ့ဒီအချိန်မှာပဲဆရာတော်ကားနောက်ကနေ10ဘိန်းကုန်တင်ကားကြီးတစ်စီးကအရှိန်ပြင်းပြင်းနဲ့ကြော်တက်သွားပြီးအဖွားရှိတဲ့နေရာကိုဝုန်းခနဲ့ဖြတ်မောင်းသွားပါတယ်။ဆရာတော်လည်းလန့်ပြီးကားပါဆက်တီသွားခဲ့ပါတယ်။အဖွားတော့ကြည်မွဲသွားပြီဆိုပြီးကားထဲမှာတင်အော်ဟစ်ကစိတ်ချောက်ချားသွားခဲ့တာပေါ့။ဒါပေမဲ့ကားဆက်ပြန်လို့ပြီးသွားကြည့်တဲ့အခါမှာတော့သွေးကွက်ဖြစ်စီဘာမတော်တဆမှုအထောက်ထားများဖြစ်စီလုံးဝမရှိပဲအဖွားအိုကလည်းပျောက်ကွယ်သွားခဲ့ပါတယ်။ဆရာတော်လည်းထိတ်လန့်တုန်လှုပ်စွာနဲ့ဆက်မောင်းလာပြီးလမ်းဘေးကကုံစုံဆိုင်လေးတစ်ခုမှာကားရက်ကဆိုင်ရှင်အန်တီကြီးကိုဖြစ်ကြောင်းကုံစင်ပြောပြခဲ့ပါတယ်။ဆိုင်ရှိမှာအရက်တောက်နေတဲ့အဖိုးကြီး2ယောက်ကတော့ကျဲကျဲလောင်လောင်ရေမောပြီးဒီရက်ကွက်ရဲ့နမဲကြီးနဲ့တိုးပြီလို့ပြောလိုက်ပါတယ်။အဖိုးကြီးကအမှန်တရားကိုရှင်းပြပါတယ်။အဲ့ဒီအဖွားအိုကတက်ရှိထင်ရှားရှိစဉ်ကတည်းကစိတ်ဝေဒနာအယ်ဇိုင်းမာခံစားနေရသူဖြစ်ပြီးညဘက်ဆိုအိမ်ကနေအမြဲခိုးထွက်ကလမ်းမလည်မှာရှောက်သွားတတ်သူဖြစ်ပါတယ်။ညစီမုံနေတာကြောင့်လမ်းမလည်ကအဝါရောင်စီးချောင်းကိုကြည့်ပြီးရှောက်ရတာဖြစ်ပြီးသပင်တိုနေတာကလည်းသပင်ရှည်ရင်ဖယိုဖယဲဖြစ်မှာဆိုလို့မီးတွေကညှက်ပေးထားတာပါ။နောက်ပိုင်းမှာတော့အဖွားအိုဟာကားတိုက်ခံရပြီးမနက်ခင်းမှာတေဆုံးနေတာကိုတွေ့ခဲ့ရပါတယ်။စိတ်တစသည်အစိမ့်တီဆုံးခဲ့တာကြောင့်သူ့ကိုယ်သူတေမှန်းမသိပဲအခုလိုလာပြင်းညမျိုးဆိုလမ်းမပေါ်ထွက်ပြီးရှောက်မြဲရှောက်နေတာဖြစ်ပါတယ်။ဆရာတော်ကိုနောက်တစ်ခါဒီလမ်းကဖြတ်ရင်အဖွားအတွက်ပတ်စံအကြွေကြေးလေးတွေပြစ်ချပေးဖို့အကြံပေးပါတယ်။ဘာလို့လဲဆိုတော့အဖွားကတက်ရှိထင်ရှားရှိစဉ်ကလမ်းသွားလမ်းလာတွေကို9ပတ်10ပတ်အငဲတောင်းတက်လို့ပါ။ဆရာတော်လည်းကားထဲမှာလက်အုပ်ချီပြီးနောက်ထပ်ဘာမှမတွေ့ပါရစေနဲ့တော့လို့ဆူတောင်းရင်းဆက်မောင်းလာခဲ့ပါတယ်။ည10နာရီဝန်းကျင်မှာလမ်းဘေးကနှက်ကွန်းတစ်ခုကိုဖျက်ကျော်ပြီးလမ်းပေါ်ကိုရောက်လာပါတယ်။အဲ့ဒီအချိန်မှာလမ်းပေါ်မှာဆရာတော်ကားတစ်စီးတည်းပဲရှိနေပြီးအဝေးကနေသူ့ဘက်ကိုမျက်နှာချင်းဆိုင်မောင်းလာတဲ့ကားတစ်စီးကိုလှမ်းမြင်လိုက်ရပါတော့တယ်။ဒီနေရာမှာတင်ဗီဒီယိုဖိုင်ကဖျက်တောက်သွားပါတယ်။